first grade သင်ခန်းစာ45က3 4 timing ဒီမှာမှာ3ချက်ဆိုတော့ကျွန်တော် metronome ကို115နဲ့ကျွန်တော်တို့တီးကြည့်အောင်1 2 3 1 2 3 1 2 and 3 1 1 2 and 3